သာသနာတော်နှစ်2554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်ရတော်လာပြီနှစ်2010ခုနှစ်ဒီဇင်ဘာ21ရက်နေ့ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်ကြားကွက်တစ်စံပြရက်ကွက်ဓမ္မစိတ်တာလမ်းညညစာရဆွမ်းလောင်းအသင်းကြီးမှချီးမူကျင်းပအပ်သော18ကြိမ်မြောက်ဓမ္မပူဇာဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောလူချင်းတာရနိုင်ဖို့လက်တွေ့ကျင့်သုံးစို့အမည်ရှိတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလူလာတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိယောသာတဲ့ခြေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနိစွန်ញကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူရောကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြုတ်ကုတ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဝတ္တနာကျိန်ခံများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများယဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောသာသနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလိုချင်တာရနိုင်ဖို့လက်တွေ့ကျင့်သုံးစို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေဟာတန်တရားအကျိုးအတွက်ဟောကြားထားတယ်လို့တန်တရားကထွတ်မြောက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတာလေဟောကြားထားတာလေးရှိတယ်လောကလူသားတွေရဲ့အသိဉာဏ်အဆင့်အားလျော်စွာကိုယ်အဆင့်နဲ့ကိုယ်ဆိုသလိုလောကကြီးပွားရေးအကြောင်းတရားတွေရှိသလိုလောကကထွတ်မြောက်ဖို့ဆိုတဲ့အကြောင်းတရားတွေလည်းရှိတယ်မိမိတို့ဖြစ်ရဘဝမှာအောင်မြင်ကြီးပွားပြီး
ချမ်းသာတစ်ခုကနေချမ်းသာတစ်ခုကိုခံစားလို့ဘဝခရီးကိုတက်တက်တာတာနဲ့ရှောက်လန်းလို့နောက်ဆုံးမှာဘဝကြီးကိုညီးကွေ့လို့နိဗ္ဗာန်ကိုလိုလားပြီးဆိုတဲ့အချိန်မှဆင်းရဲဒုက္ခမတွေ့ရပဲနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့ဆိုတာမြတ်စွာဘုရားဟာလမ်းညွှန်ပြုတော်မူတယ်ဒါကြောင့်မို့လို့ဘုရားဟောတဲ့တရားတော်တွေဟာတန်တရားဝုကလွတ်ဖို့ကြီးမဟုတ်ဘူးတန်တရားလဲနေတဲ့အချိန်မှလည်းပဲဆင်းရဲဒုက္ခတွေတက်တာအောင်လူဘဝရရှိလာလို့ရှိရင်လည်းဒီလူဘဝမှာဘယ်လိုကြီးပွားတိုးတက်အောင်လုပ်ရမလဲလူဘဝလူမှုဒုက္ခဒုက္ခတွေနေပြီးတော့ချမ်းချမ်းသာသာနဲ့ဘဝတစ်ခုဖြတ်သန်းမှုဘယ်လိုလုပ်ရမလဲဆိုတာတွေမြတ်စွာဘုရားဟာဤစနစ်တွေမှန်ကန်တဲ့အကြောင်းတရားတွေကိုဟောကြားထားတာဖြစ်တယ်လူတွေရဲ့လူရင်ဆန္ဒဆိုတာအမတန်မှများတယ်ပေါ့လူချင်တာတွေဆိုတာအမတန်မှများတယ်အဲ့ဒီလူချင်တဲ့အချက်ကလေးတွေကိုမြတ်စွာဘုရားကလူချင်ပေမဲ့လို့ရဖို့အမတန်ခက်တယ်ဆိုတာဒီသုတ်တံမှာဘုရား10မျိုးထုတ်ပြထားတာရှိအဲ့ဒါကိုဒီကနေ့ညဟောဖို့နာဖို့အဲ့ဒီသုတ်တံကိုအင်္ဂုတ္တရနိကေမှာမှတ်တမ်းတင်ထားတာရှိသုတ်ရဲ့နာမည်ကတော့အိဋ္ဌဓမ္မသုတ်လို့ခေါ်တယ်အိဋ္ဌဓမ္မဆိုတာလူချင်တာတွေလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့တရားချက်ခင်သူတော်စင်ပြိဿတ်တို့အနေနဲ့ကိုပဲဆန်းစစ်ကြည့်ရမယ်တို့ဘာလိုချင်တာလဲဘာဖြစ်ချင်တာလဲလောကလူတိုင်းဟာအကောင်းကိုလိုချင်ကြတာရှိတယ်သို့သောလူတိုင်းအကောင်းရသလားလို့ဆိုမရဘူးဘာဖြစ်လို့မရသလဲလို့ဆိုလို့ရှိရင်အကောင်းကိုရစေနိုင်တဲ့အကြောင်းတရားကိုမှန်မှန်ကန်ကန်ရှာမတွေ့လို့သို့မဟုတ်အကောင်းကိုရစေနိုင်တဲ့အကြောင်းတရားကိုမသိလို့အကောင်းကိုရစေနိုင်တဲ့အကြောင်းတရားကိုမလုပ်လို့မရတာလို့အကောင်းလိုချင်လို့ရှိရင်အကောင်းကိုရစေနိုင်တဲ့အကြောင်းဆိုတာလောကမှာရှိပြီးသားဘယ်ရာပဲဖြစ်ဖြစ်အကြောင်းနဲ့အကျိုးဆိုတာလောကကြီးတစ်ခုလုံးမှာတွဲဖက်ပြီးတော့လာနေတာဒီအကြောင်းတရားကိုလုပ်ရင်ဒီအကျိုးတရားကိုရလိမ့်မယ်ဒီလမ်းကိုလျှောက်လို့ရှိရင်ဒီစခန်းပေါက်လိမ့်မယ်ဆိုတာရှိနေတာပဲဒီအကျိုးတရားကိုရဖို့ရအတွက်ဒီအကြောင်းတရားကိုမလုပ်လို့ရှိရင်တော့ဒီစကားရောက်ချင်တာဒီလမ်းကမလျှောက်ဖဲနဲ့တခြားလမ်းလျှောက်မယ်ဆိုရင်တော့မရနိုင်ဘူးပေါ့သို့မဟုတ်အဲ့ဒီလမ်းပေါ်မှာမလျှောက်ဖဲနဲ့စိတ်ကူးရင်နေလို့လည်းမရောက်နိုင်ဘူးပေါ့ဒါကြောင့်မို့ဘယ်ရာပဲဖြစ်ဖြစ်လက်တွေ့ကျင့်သုံးကြရအောင်အခုလိုတရားဝဲကြီးတွေဆင်နွှဲကျင့်ပလို့ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုနာယူကြလို့လိလာမှတ်သားကြလို့ဒါနဲ့တင်ပြီးလာလို့ဆိုမပြီးဘူးတရားနာတယ်ဆိုတာပထမအဆင့်ပဲရှိတယ်နာပြီးရင်မှတ်သားရမှတ်သားပြီးရင်လက်တွေ့ကျင့်သုံးရအဲ့ဒီအဆင့်ရောက်မှကိုလိုချင်တဲ့အရာတစ်ခုဟာရရှိလာနိုင်တယ်နော်ဒါနဲ့ဘုဆိုရင်မရရှိနိုင်ဘူးဘယ်ရာပဲဖြစ်ဖြစ်လက်တွေ့ဆောင်ရွက်မှုမရှိဘူးဆိုလို့ရှိရင်မဖြစ်နိုင်တာတော့သေချာခရီးသွားတာတောင်မှပဲကိုသွားမှရောက်တာမသွားဘဲနဲ့ရောက်နိုင်တာမဟုတ်အစာအာဟာရတစ်ခုစားရင်လည်းကိုစားမှဝမစားဘဲနေလို့မရဘူးပေါ့
ဘယ်ကိစ္စပဲဖြစ်ဖြစ်မလုပ်ဖဲနဲ့နေလို့လောကကြီးမှာဘယ်ရာမှဖြစ်လာတာမရှိဘူးတဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေလှုပ်ရင်လှုပ်ထိုက်တာကိုလှုပ်ကြရတယ်လူသားတွေရဲ့ဘဝတစ်ခုကိုစစ်ဆေးပြီးတော့ကြည့်ကြည့်အားလုံးမျက်မြင်သိနေကြတာလူသားတယောက်လူဘဝရောက်လာပြီဆိုလိုက်တာနဲ့တပြိုင်နက်ကြီးပွားတိုးတက်ဖို့ဒီလူသားလေးကသူ့ရဲ့ကြီးပွားတိုးတက်မှုကိုငယ်ရွယ်တဲ့အနေနဲ့သိနိုင်စွမ်းမရှိသို့တော့မိဘလုပ်တဲ့ပုဂ္ဂိုလ်တွေကသူ့ရဲ့နောင်ရေးအတွက်ရှောက်ရမဲ့လမ်းကြောင်းလေးတွေဖန်တီးပေးနေကြသွန်သင်ပေးနေကြတယ်ဆုံးမပေးနေကြရတယ်သူဘဝခရီးဖြောက်တန်းမှုရာအတွက်အစီအစဉ်တွေလုပ်ပေးနေကြဒါကြောင့်မို့ကလေးလေးတွေလူဘဝရောက်လာပြီပြောလို့ဆိုလို့နားလဲနိုင်စွမ်းရှိတဲ့အရွယ်လေးရောက်လာပြီဆိုရင်ကြောင်းပို့ကြတယ်လေမူချိုကြောင်းနဲ့မူလရန်စောပြီးတော့ပို့တာနောက်တစ်ခေတ်ကျရင်တော့ပခက်တွင်းကြောင်းများရှိလာအောင်မလားမသိဘူးပေါ့နော်ဒီဘဝရောက်လာတာနဲ့တပြိုင်နက်ဘဝခရီးလျှောက်လန်းတဲ့အခါမှာဖြောင့်တန်းမှုဆိုပြီးတော့မိဘတွေဟာသားသမီးလေးတွေလိမ္မာရေးချရှိအောင်ဆိုပြီးတော့ပူဇော်ကြောင်းပို့ဒါဘာလို့ထားတော့လို့မေးလိုက်လူချင်တာရဖို့လက်တွေ့တစ်ခုဆောင်ရွက်ပေးနေတာလူချင်တဲ့ဟာတစ်ခုကလေးကမလူချင်ပေမဲ့လို့မိဘတွေကဖြစ်စေချင်လို့ခုလိုကျောင်းတွေပို့ကြရတယ်ဝေကုန်ကြည်ကြခံပြီးတော့ကျောင်းကောင်းကောင်းထားကြတယ်ပညာသင်ကြားပြီးတော့ပေးကြတယ်ဒါလိုချင်တာရဖို့လက်တွေ့လုပ်နေကြတဲ့အနေအထားတစ်ခုအသက်အရွယ်လေးတော်တော်ရောက်လာတဲ့အခါကျတော့ကိုယ့်ဘာကိုဆုံးဖြတ်နိုင်စွမ်းလေးရှိလာကြတယ်အဲ့ဒါလို့ဆုံးဖြတ်နိုင်စွမ်းရှိလာတဲ့အခါဘဝခရီးကိုမိမိတို့ကိုယ်တိုင်ရွေးချယ်လျှောက်လန်းလို့ကိုယ်ဘဝတိုးတက်ရေးကိုရှာကြမ်းလာကြတယ်ပေါ့အဲ့လိုဘဝခရီးကိုကောင်းလို့ရရှာကြမ်းရင်းကနေပြီးတော့မိမိစိတ်ကိုမထိန်သိမ်းနိုင်လို့ဖြစ်စေအပေါင်းအသင်းမှားယွင်းလို့ဖြစ်စေဖြောင့်မတ်တဲ့လမ်းခရီးကနေပြီးတော့ကောက်ကွေ့တဲ့လမ်းခရီးပေါ်မှာရောက်သွားတဲ့လူငယ်လူရွယ်တွေကလည်းမနေဘူးပေါ့ကိုလူချင်တာကိုမရလိုက်ကြဘူးဘာဖြစ်လို့မရလိုက်တယ်လဲဆိုရင်မှန်ကန်တဲ့လမ်းကမလျှောက်လို့မရတာတဲ့ဒါကြောင့်မလို့မှန်ကန်တဲ့လမ်းရွေးချယ်တတ်အောင်မြတ်စွာဘုရားကဒီသုတ်တံမှာဟောထားတာရှိကိုပြန်ဆန်းစစ်ကြည့်ငါဘာလို့ချင်တာတုံးလို့ပြောမယ်ဆိုလို့ရှိရင်တော့အဖြေဒီအမျိုးမျိုးထွက်ကြမှာပဲအိမ်မရှိတဲ့လူကလည်းအိမ်လိုချင်တယ်လို့ပြောမှာပေါ့ကားမရှိတဲ့လူကကားလိုချင်တယ်လို့ပြောမှာပေါ့သို့သောလောကမှာလူချင်းစရာတွေဟာဒါနဲ့တင်ပြည့်ပြည့်စုံသလားလို့ဆိုမပြည့်စုံတချို့အရာတွေကရဖို့လွယ်တယ်တချို့အရာတွေကရဖို့ခက်တယ်အခုမြတ်စွာဘုရားကလူလောကလူသားတွေဖို့လူချင်းစရာအချက်တွေကိုထုတ်ပြတယ်အဲ့ဒီလူချင်းစရာအချက်တွေရဖို့လွယ်သလားလို့ဆိုမလွယ်ဘူးတဲ့မလွယ်ဘူးဆိုတာလူတိုင်းမရနိုင်ဘူးလို့ပြောတယ်လူတိုင်းမရနိုင်ရဖို့ရအတွက်ဆိုင်ရာအကြောင်းတရားတွေကိုစီးပူအထောက်ဖို့လိုအပ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကတွင်တင်ဆုံးမထားတာခွန်ကြီးတို့တွေဒါကိုမှတ်သားပြီးတော့ကိုယ်တိုင်လိုက်နာကျင့်သုံးကြရမှာဖြစ်တယ်
ဒါကြောင့်မို့လို့ဒီခေါင်းစည်းလေးနဲ့ဒီကနေ့ညဟောပြောမှာလိုချင်တာရနိုင်ဖို့လက်တွေ့ကျင့်သုံးစုံလိုချင်တာရတယ်ရချင်လို့ရှိရင်လက်တွေ့လုပ်ဖို့လိုတယ်လက်တွေ့လုပ်ဖို့လိုတယ်လောကမှာလိုချင်စရာကောင်းတာတွေမြတ်စွာဘုရားထောက်ပြထားတာခြုံငုံပြီးတော့10မျိုးဆိုထောက်ပြတယ်အဲ့ဒီ10မျိုးရဖို့ရအတွက်အကြောင်းတရားတွေကသူ့ဟာနဲ့သူရှိတယ်အကြောင်းတစ်ခုတည်းနဲ့အဲ့ဒီ10မျိုးလုံးကိုမရနိုင်ဘူးဥပမာပဲလမ်းကြောင်းတစ်ခုတည်းကနေပြီးတော့ခရီးစုံကိုမရောက်နိုင်ဘူးသူလမ်းနဲ့သူခရီးနဲ့သူ့အကြောင်းနဲ့သူဒီလိုလုံးမသာနဲ့ရောက်နိုင်ရနိုင်ဒါကြောင့်မို့လိုချင်စရာ10မျိုးရှိတယ်လို့လိုချင်စရာရနိုင်ဖို့နိလန်းတွေကလည်းပဲ10မျိုးရှိတယ်အဲ့ဒါတွေကိုပူးတွဲမှတ်သားဖို့အဲ့တော့လိုချင်စရာတွေတော့ဟုတ်တယ်လိုချင်စရာရနိုင်တဲ့အကြောင်းရှိတယ်လို့လိုချင်စရာကိုမရနိုင်အောင်ဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေလည်းရှိတယ်တဲ့စัจ မဲ့ဆိုတာနေရာတိုင်းမှာရှိတယ်အဲ့တော့ကိုယ်ကမှန်ကန်တဲ့အကြောင်းတစ်ခုကိုရွေးချယ်အဲ့ဒါတွေကိုမြတ်စွာဘုရားကဒီသုတ်တံအသေးစိတ်ခေါ်တာနံပါတ်1လူချင်းစရာကိုပြန်စဉ်းစားကြည့်ပေါ့မြတ်စွာဘုရားကတော့ဒါလူချင်းစရာလို့လောကလူသားတွေလူချင်းတဲ့အရာလို့သို့တော်ရဖို့ခက်တယ်လို့ဒီလိုဟောထားအဲ့ဒါဘာလဲလို့ဆိုရင်နံပါတ်1ကဘောခစိစိတ်ဥစ္စာခဏစိစိတ်ဥစ္စာဆိုတာတိုက်တို့ကားတို့ပစ္စည်းအားလုံးဒါတွေကဘောခလို့ခေါ်တယ်ရွှေတွေငွေတွေလူတွေရဲ့အသုံးဆောင်တွေမှန်သမျှဘောခဆိုတာအသုံးပြုစရာလို့အဓိပ္ပာယ်ရတယ်အိမ်တွေတိုက်တွေမှာမရှိမဖြစ်ဘူးသုံးစရာသွားစရာလာစရာရင်ရှိရမယ်မရှိမဖြစ်ဘူးရွှေငွေပိုက်ဆံရှိရမယ်မရှိမဖြစ်ဘူးစားစရာတောက်စရာရှိရမယ်မရှိမဖြစ်ဘူးဝတ်စရာမရှိမဖြစ်ဘူးခြုံငုံပြောမယ်ဆိုရင်ဘဝတစ်ခုမှာယတ္တိဖို့အတွက်ဘောခလို့ခေါ်တယ်သုံးဆောင်စရာပစ္စည်းအချုပ်အားဖြင့်ပြောမယ်ဆိုရင်ဘာလဲလို့ဆိုရင်စားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမမာဖြစ်လို့ရှိရင်ဆေးဝါးဒါလောကလူတွေအသက်ရှင်မှုအတွက်မရှိမဖြစ်တဲ့အရာတွေကြီးပဲအဲ့ဒါတွေကိုခြုံငုံပြီးတော့ဘောဂလို့ခေါ်လိုက်တာမြန်မာလိုပြန်တော့စီးစိမ်ဥစ္စာတဲ့ဒီထဲမှာအလုံးခြုံငုံထားတာအဲ့ဒါတွေကိုရဖို့ရအတွက်သူ့ဘာသူတော့ရလာမှာမဟုတ်ဘူးတဲ့ရသော်ဘုရားကဘောခဆိုတဲ့လူတွေရဲ့လိုအပ်ချက်လိုချင်တာရဖို့ဘာလို့ရမလဲလို့ဆိုဥဋ္ဌာဏံအနာလတယံဘောခဏံအာဟာရောရသော်ဘုရားဆိုလိုတဲ့အဓိပ္ပာယ်လေးကဥဋ္ဌာဏလုံလဝိရိယရှိမှုအနာလတယလုပ်ငန်းလုပ်တဲ့အခါမှာမပြင်းမှုလုံလဝိရိယရှိမှုဒီမပြင်းမှုအလုတ်အကင်မပြင်းမှုဟာတဲ့ဘောခဏံအာဟာရောစီးစိမ်ဥစ္စာတွေရဖို့အတွက်အကြောင်းဖြစ်ပါတယ်ဘုရားဟောတဲ့တရားဘလောက်လက်တွေ့ကြဒီဥစ္စာရချင်တယ်ဆိုရင်ကြိုးစားတဲ့မပြင်းနဲ့ရနိုင်တဲ့နိလန်းတွေရှိတယ်အဲ့ဒီနိလန်းတွေအတိုင်းကြိုးစားလို့ဒီလိုဆို
ဒါတကယ်ဟုတ်တာပေါ့ကြိုးစားရှာတဲ့လူတွေကိုယ်နိုင်ငံမှာလည်းကြိုးစားရှာကြတယ်နိုင်ငံရခြားတွေသွားပြီးတော့ကြိုးစားရှာကြတယ်မကြိုးစားဘဲနဲ့ပြင်းနေတဲ့လူကဘာမရဘူးဆိုသိချတာပေါ့အယောင်းဝယ်လောက်တာတော့မှကြိုးကြိုးစားစားလောက်ကြပြင်းနေလို့ရှင်မရဘူးတကယ်နီးရမှကြည့်ပဲဘယ်ခေတ်ဘယ်ခါကာလပဲဖြစ်ဖြစ်စီစဉ်ဥစ္စာတွေနဲ့ပြည့်စုံရင်ကြိုးစားကြရမယ်မြတ်စွာဘုရားကတမ္ပရာတရား၄ပါးဟောထားတဲ့ထဲမှာဥဋ္ဌာဏတမ္ပရာဆိုတာအလုံးနာကြားနာဖို့ကြဒီဘဝကြီးပွားတိုးတက်ဖို့အတွက်ကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုံလဝိရိယရှိရမယ်တဲ့လုပ်ငန်းလို့ဆိုတဲ့ဖြင့်အစိုးရအမှုထမ်းပဲလုပ်အယောင်းဝယ်လုပ်ငန်းပဲလုပ်ဘာပဲလုပ်တက်ကြွကြွကြိုးကြိုးစားစားလုပ်ရမယ်လို့ဒီလိုဆိုပြင်းကြီးပြီးတော့မနေရဘူးတဲ့မကြိုးစားလို့ရှိရင်နိုင်ငံသားတွေမှာသွားလုပ်တဲ့လူတွေဆိုလို့ရှိရင်ပြင်းလို့အလုတ်ဝင်တာနောက်ကျတာနဲ့တကြိုင်နဲ့နိုင်ပိုင်းလိုက်ဖြတ်ခံရတာရှိတယ်ကိုရမဲ့အခွင့်အရေးတွေဆုံးရှုံးနေတာအဲ့ဒါကြောင့်ဥဋ္ဌာဏဆိုကြိုးစားအထောက်မှုရှိကိုရှိရတယ်အဲ့လိုကြိုးစားအထောက်ဆိုတဲ့ထဲမှာအမျိုးမျိုးပေါ့လေဝန်ထမ်းလုပ်တာကတစ်မျိုးကိုယ်တိုင်စည်းပွားရှာလုပ်တာကတစ်မျိုးပေါ့ကိုယ်တိုင်စည်းပွားရှာပြီးဆိုလို့ရှိရင်တော့ကြိုးစားအထောက်မှုဆိုတဲ့ထဲမှာဘာတွေလိုအပ်တယ်လဲလို့ဆိုရင်လုပ်ငန်းကျွမ်းကျင်မှုဆိုတာလိုအပ်တယ်နည်းပညာဆိုတာလိုအပ်တယ်မပြင်းမရိဇွဲကောင်းဖို့ဆိုတာလိုအပ်တယ်အဲ့ဒီအချက်၃ချက်နဲ့အညီကြိုးစားအထောက်မှစီးစိမ်ဥစ္စာစီးပွားဥစ္စာဆိုတာတိုးတက်မယ်အဲ့တော့အဓိကအချက်ဖြစ်တဲ့အချက်ကိုမြတ်စွာဘုရားဥဋ္ဌာဏအနာလတယဘောဂနာအာဟာရောတက်ကြွကြွနဲ့လုံလဝိရိယရှိကြိုးစားမယ်လုပ်ငန်းလုပ်တဲ့နေရာမှာပြင်းကြီးခိုးကတ်ခြင်းမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာစိစိတ်ဥစ္စာတွေရဖို့ရအတွက်အကြောင်းတရားပြည့်စုံပြီစိစိတ်ဥစ္စာရခြင်းလို့ရှိရင်တွေ့ကျင့်သုံးအောင်လုံလဝိရိယနဲ့ကြိုးစားအထောက်ပြုလုံလဝိရိယဆိုတဲ့ထဲမှာခုနပြောရင်ဘယ်လိုလုပ်ရင်ရနိုင်တယ်ဆိုတဲ့နည်းပညာတို့လုပ်ငန်းကျွမ်းကျင်မှုတို့ဇွဲကောင်းမှုတို့ဆိုတာပါဝင်ပြီးသားဖြစ်တယ်လို့ဒီလိုမှတ်ရလောကလူသားတွေဟာလူဘဝရောက်လာလို့ရှိရင်အသုံးဆောင်စည်းစိမ်ဥစ္စာရှိဖို့ဟာဒါအဓိကအချက်ပဲလေဘာဖြစ်လို့လဲဆိုလို့ရှိရင်ဘဝတစ်ခုယက်တည်ဖို့အတွက်နေစရာရှိရမယ်စားစရာရှိရမယ်ဝတ်စရာရှိရမယ်မကြမ်းမမာရင်ဆေးဝါးတတ်စားအဲ့ဒါကိုပဲယဟန်တော်တွေကြတော့ပစ္စည်း၄ပါးလို့ခေါ်တာပစ္စည်း၄ပါးနာမည်တက်လိုက်လို့သာစွမ်းသင်္ကန်းကြောင်းဆေးကိုပစ္စည်း၄ပါးလို့ပြောတယ်လူလည်းဒီပစ္စည်း၄ပါးပါပဲခြုံငုံပြောလိုက်လို့ရှိရင်စွမ်းဆိုတာစားစရာသင်္ကန်းဆိုတာဝတ်စရာကြောင်းဆိုတာနေစရာလူတွေကြတော့စားစရာဝတ်စရာနေစရာဒါရှိကိုရှိရအဲ့ဒါကိုပဲဘောဂလို့ခေါ်တာကြိုးစားအထောက်လို့ရှိရင်ရပါတယ်တဲ့မြတ်စွာဘုရားဒါကိုလက်တွေ့ကျင့်သုံးဖို့လိုအပ်တယ်နောက်နံပါတ်2ကဘာလဲလို့ဆိုလို့ရှိရင်မန္တနာဝိပုတနာဝဏတ္တအာဟာရောလှခြင်းပခြင်းနဲ့ဆိုရင်ဘာလို့ရမလဲဒါအလှပကြိုက်တဲ့ပုဂ္ဂိုလ်တွေအတွက်လှခြင်းပခြင်း
ဥမာမဲ့အိမ်မှာနေတယ်ဆိုရင်လည်းတတ်တတ်ရရတန်တန်ရှင်းရှင်းနဲ့လှလှပပအိမ်ဝင်းချမ်းမှာလည်းပဲလှလှပပတတ်တတ်ရကိုမှာလည်းပဲတန်တန်ရှင်းရှင်းတတ်တတ်ရလှုပ်ချင်ဘာလို့ရမလဲဆိုမန္တနာတဲ့တစားဆင်ပေးရအိမ်မှာဆို decoration တွေဘာတွေနဲ့ပန်းဥယျာဉ်တွေဘာတွေအလှဆင်ဝိဘူတနာတဲ့လူဆိုလို့ရှိရင်မိတ်ကပ်တွေဘာတွေလိမ့်တာအစမလှလှအောင်ပြင်တာအဲ့ဒါလို့တစားဆင်တာအလှပြင်တာဟာလှခြင်းရဲ့အကြောင်းတရားပါပဲဒါအမတန်ရိုးတဲ့အကြောင်းတရားတစ်ခုလောကလူတွေကစားစရာရှိပြီးတဲ့နောက်လှဖို့လည်းလိုသေးတာဟုတ်ယောက်ျားတွေရောလှဖို့မလိုဘူးလားလိုတယ်ခေါင်းကိုကြာကြာနာနာဖီးလို့အဝတ်စားတတ်တတ်ရရဝတ်လို့နော်ဒီငယ်ငယ်တုန်းကကြားဘူးတယ်မြန်မာပြည်ကိုလာပြီးတော့အုပ်ချုပ်တဲ့အင်္ဂလိပ်လူမျိုးတွေသူတို့နိုင်ငံမှာတော့သူတို့ဖြစ်တယ်လို့နေခြင်းနေလိုက်တခါကြီးတယောက်ပြောဘူးတာကြောင့်ဗမာပြည်ရောက်လာတဲ့အခါကျသူတို့ကဝဋ္ဌာစားတာဖိတာလိမ့်တာကစပြီးတော့တကယ်ကိုတတ်တတ်ရဲ့လှုပ်ပြီးမှလူကြားကိုထွက်တယ်တဲ့ရုံးတက်တယ်ဆိုရင်လည်းပဲဒီလိုပြင်းစင်ပြီးတော့ကြာကြာနာနာပြင်းပြင်းစင်စင်တတ်တတ်ရဲ့လှုပ်ပြီးမှခေါင်းဆိုလဲပြပြဖြီးပြီးတော့မှရုံးကိုလာတယ်လူမြင်လိုက်လို့ရှိအလုံးကတတ်ရတယ်တန်ရှင်းတယ်ချောမောလှပတယ်လို့ထင်လာအောင်ကိုယ့်ကိုပြင်ဆင်ပြီးတော့အဲ့ဒါလိုလာလေးရှိတယ်ဘယ်တော့မှခေါင်းဆုပ်ဖွားနဲ့ဖြစ်တယ်လို့ဝတ်ပြီးတော့ဖြစ်တယ်လို့လာပြီးတော့ရုံးတက်တာမရှိဘူးဒါကြောင့်မို့သူတို့စီမှာဆိုလို့ရှိရင်ဒီရုံးတက်ပြီဆိုလို့ရှိရင်သူတို့ဝတ်စုံအပြည့်ဝနက်တိုင်တို့ဘာတို့ကစအကုန်လုံးဝဖြစ်ကြတဲ့ဆံမသွားရဘူးတဲ့အဲ့ဒါလိုပဲလောကမှာအမြဲတမ်းတတ်တတ်ရရတန်ရှင်းတည်တတ်စွာနေတတ်ဖို့အတွက်မန္တနာဝိဗုဒနာဆင်ရမယ်ပြင်ရမယ်တဲ့အဲ့ဒါလို့ဆင်မပြင်မလူတွေဟာတတ်ရတန်ရှင်းပြီးတော့လူတွေရဲ့အထင်ကြီးမှုကိုလည်းရရှိတယ်ယုံသိမှုကိုလည်းရတယ်ဒါလောကသဘာဝပဲလေရှင်ဘုရင်တောင်မှအဝတ်စုပ်ဝတ်သွားရင်ဘယ်သူမှလေးစားမှာမဟုတ်တာအဲ့တော့တတ်တတ်ရဲ့ဝတ်သွားရှင်ဘုရင်ဆိုရှင်ဘုရင်နဲ့တန်တဲ့အဝတ်နဲ့ဝတ်သွားမယ်ဆိုရင်အားလုံးကလေးစားကြမှာပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဒါကိုဟောတာတကယ်ကိုလက်တွေ့ကြတယ်လို့ပြောဒီတရားရှိခင်သူတော်စင်ပြိဿတ်တို့လည်းဒီတိုင်းပဲပွဲနေပွဲတိုင်းသွားတယ်အရထဲသွားတယ်အပြင်သွားတယ်တတ်တတ်ရဲ့ဝတ်စားသွားရဟန်းတော်တွေကိုလည်းမြတ်စွာဘုရားညွှန်ကြားတာမြို့တွေရွာတွေထဲသွားတယ်ဆိုရင်သင်္ကန်းယုံပြီးတော့တတ်တတ်ရဲ့သွားဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်အမြင်လှသိတတ်တယ်တတ်ရတယ်ဆိုရင်အမြင်လှမန္တနာဝိဗုဒနာတဲ့တစားဆင်ရမယ်အလှပြင်ရမယ်အဲ့ဒါမှတန်ရှင်းတတ်ရတယ်လို့ဒီလိုဆိုတာဘုန်းကြီးတို့သီရိလင်္ကာမှာနေလာတဲ့ချိန်တီဟိုလူမျိုးတွေကသူကကိုလိုနီဘဝမှာနှစ်ပေါင်း400ကျော်ရောက်တယ်ပထမDutch တွေဒုတိယပေါ်တူဂီတွေတတိယကျတော့အင်္ဂလိပ်ဆုံးပြီးတော့သို့တော့ဒီလိုလူမျိုးတွေကိုနည်းနည်းလေ့လာပြီးတော့ကြည့်လိုက်တဲ့အခါမျိုးကလူတွေအိမ်မှာဆိုလို့ရှိရင်ဧကန်းမှာတတ်တရထားလေးရှိစတီနဲ့စပွဲနဲ့ကလထိုင်နဲ့အလှပပန်းအိုးလေးတွေတင်လို့ဟောတတ်တရပြင်ဆင်ထားတာသူတို့ရောက်မှုတဲ့အိမ်တွေမှာဆိုလို့ရှိရင်ဆင်းရဲတဲ့အိမ်တော့မပေါ့
အဲ့လိုတတ်တတ်ရနေလေးရှိတယ်အိမ်ချံဝဲလဲတန်တရတန်တန်ရှင်းရှင်းဒီလိုနေကြအဲ့ဒါကိုမြတ်စွာဘုရားပြောမိတ်ရှိတာမန္တနာဝိပုတနာဝဏတ္တအာဟာရောလူတွေမကဘူးလူနဲ့ပတ်ဝန်းကျင်တန်ရှင်းတတ်ရအောင်ပြင်းပြင်းစင်စင်နေထားရမယ်လို့ဒီလိုဆိုတာအဲ့ဒါလည်းပဲလွယ်လွယ်ကူကူနဲ့မရဘူးတဲ့ဟုတ်တာပေါ့လောကမှာအနေထိုင်တန်ရှင်းတတ်ရတဲ့လူနဲ့အနေထိုင်ညစ်ပတ်တဲ့လူဘယ်သူကပေါ်တော့အနေထိုင်ညစ်ပတ်တဲ့လူကပေါ်တယ်ဟောတန်ရှင်းတတ်ရနေတတ်တဲ့လူကအမှန်တမ်းရှားအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဒါကိုဟောတာနောက်တတိယအချက်ကဟုတ်ပြီစည်းစိမ်ဥစ္စာတွေလည်းလုံလောက်တယ်ကြိုးစားလို့အနေထိုင်လဲတတ်ရပြီးဆိုနောက်တစ်ခုလိုအပ်ချက်ရှိလူတွေမှာလိုအပ်ချက်နောက်တစ်ခုတတိယလိုအပ်ချက်ကဘာလို့ဆိုကျမ်းမာရေးယောဂဝေဒနာတွေကင်းရှင်းပြီးတော့ကျမ်းမာရေးတဲ့အဲ့ဒီကျမ်းမာရေးဆိုတဲ့လိုအပ်ချက်ပြည့်ဖို့ရအတွက်ဘာလုပ်ရမလဲဆိုဘုရားခြုံငုံပြီးတော့ဟောလိုက်တာတပ္ပါယကိရိယာအာရောချတ္တအာဟာရောတပ္ပါယကိရိယာတင့်တင့်မြတ်တအောင်ပြုလုပ်နေထိုင်ခြင်းဟာအာရောချတ္တကျမ်းမာရေးရဲ့အာဟာရောအကြောင်းတရားပဲတဲ့ဒီကျမ်းမာရေးရချင်လို့ရှိရင်တဲ့ကိုယ်နဲ့တင့်တော်တာကိုလှုပ်ဆောင်တတ်ဖို့လိုအပ်တယ်ကိုယ်နဲ့တင့်တော်တယ်လို့ဆိုတာဟာအလုံးကိုခြုံပြောထားတာတပ္ပါယဖြစ်တယ်တပ္ပါယမဖြစ်ဘူးဗမာစကားမှာတပ္ပါယဆိုတာကိုယ့်အတွက်အဆင်ပြေတာဆိုပါစို့ဒေသတွေအလိုက်တချို့အရက်တွေကကိုယ်နဲ့တပ္ပါယမဖြစ်ဘူးအဆင်မပြေဘူးတချို့အရက်ကကိုယ်နဲ့တပ္ပါယဖြစ်တယ်အဆင်ပြေတယ်တချို့ယာတိဥရုကကိုယ်နဲ့တပ္ပါယမဖြစ်ဘူးအဆင်မပြေဘူးတချို့ယာတိဥရုကကိုယ်နဲ့တပ္ပါယဖြစ်တယ်အဆင်ပြေတချို့အာဟာရကကိုယ်နဲ့တပ္ပါယမဖြစ်ဘူးတချို့အာဟာရကကိုယ်နဲ့တပ္ပါယဖြစ်တယ်အဆင်ပြေတယ်အနေအထိုင်မှာလည်းထို့တူပဲကိုယ်နဲ့တပ္ပါယဖြစ်တဲ့အနေအထိုင်အလုံးခြုံငုံကြည့်မယ်ဆိုလို့ရှိရင်တပ္ပါယကာရီဆိုတဲ့ဒီစကားလုံးလေးတစ်လုံးထဲမှာအလုံးဟာရွေးချယ်ပြီးတော့နေတတ်ဖို့လိုတယ်တဲ့ကျမ်းမာဖို့အတွက်ရွေးချယ်နေတတ်ရမယ်ဆိုပါစို့အေးလွန်ခဲ့တဲ့ယာတိဥရုနဲ့မတည့်ဘူးဆိုရင်အေးလွန်ခဲ့တဲ့အရာမှမနေသင့်ဘူးပေါ့ကိုယ်နဲ့မတည့်ဘူးဆိုလို့ရှိရင်မနေသင့်ဘူးအပူလွန်ကဲတဲ့ယာတိဥရုနဲ့ကိုမတည့်ဘူးဆိုလို့ရှိရင်အပူလွန်ကဲတဲ့ယာတိဥရုရှိတဲ့နေရာမနေသင့်ဘူးရွေးချယ်ပြီးတော့နေရဒီရက်ွက်မှာနေလို့ဒီရက်ွက်ကကျမ်းမာရေးမရဘူးဆိုလို့ရှိရင်ဒီရက်ွက်မှာမနေသင့်ဘူးကျမ်းမာရေးရနိုင်တဲ့ရက်ွက်မျိုးမှာနေသင့်တယ်အဲ့ဒါတွေအကုန်လုံးကိုဆိုလို့ဒီအစာစားလို့ကျမ်းမာရေးမပြည့်စုံဘူးဆိုရင်အဲ့ဒီအစာမစားနဲ့ဒီစာစားမှကိုယ်နဲ့တင့်တော်ပြီးတော့ကျမ်းမာရေးပြည့်စုံတယ်ဆိုရင်အဲ့ဒီအစာကိုစားဒီလိုဆိုလိုတာဒါနဲ့စောစောထားပြီးတော့လမ်းလျှောက်လို့ကိုယ့်အတွက်ကျမ်းမာရေးအဆင်ပြေတယ်ဆိုရင်လမ်းလျှောက်ဒါနဲ့စောစောထားပြီးလမ်းလျှောက်လို့ကျမ်းမာရေးအတွက်အဆင်မပြေဘူးဆိုမလုံးနဲ့ဒါကိုဆိုလိုတာကျမ်းမာရေးအတွက်တယောက်နဲ့တယောက်တူချင်မှတူတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဟောတဲ့စကားလုံးကအမတမခြုံမိငုံမိတယ်တပ္ပါယခိရိယာကိုနဲ့တင့်တော်မြတ်တာကိုလုပ်ပါတဲ့အဲ့ဒါဆိုလို့ရှိရင်ချမ်းသာပါလိမ့်မယ်ကိုချမ်းသာဖို့အတွက်လူလောကမှာလူတွေကစည်းစိမ်ဥစ္စာရှိုံနဲ့မလုံလောက်ဘူးလှပအောင်ပြင်ဆင်ထားရုံနဲ့မလုံလောက်ဘူးချမ်းသာဖို့လည်းလိုအပ်တယ်တတိယလိုချင်တာရဖို့ဒါလုပ်ဖို့လိုအပ်တယ်အေးကျမ်းတော်ကျမ်းမာခြင်းနဲ့မတည့်တာတွေစားတယ်မတည့်တဲ့နေရာမှာနေတယ်မတည့်တဲ့အနေထိုင်နေမတည့်တဲ့အစားအသောက်တွေ
ဒီလိုတွေနေမယ်ဆိုလို့ရှိရင်ကျမ်းမာရေးဆိုမရနိုင်ပါဘူးပြောတာနော်နောက်တစ်ခုကလူလောကရောက်လာရင်ကျမ်းမာရေးနဲ့တည်းမလုံလောက်သေးဘူးနောက်တစ်ခုလိုအပ်တာဘာတော့ဆိုရင်ကိုချင်းတရားကောင်းမွန်မှုလိုအပ်သေးတယ်ကိုချင်းတရားကောင်းမွန်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုအပ်တယ်အဲ့ဒီကိုချင်းတရားကောင်းမွန်အောင်ကြတော့ဘာတွေလိုအပ်တုံဆိုလို့ရှိရင်မိတ်ကောင်းဆွေကောင်းတွေရှိဖို့လိုအပ်တယ်ဟောမိတ်ကောင်းဆွေကောင်းရှိမှမိတ်ကောင်းဆွေကောင်းတွေရဲ့အတုကိုယူပြီးတော့ဒီလူတွေဟာကိုချင်းတရားတိုးတက်မှုတွေရဒါလည်းဟုတ်တယ်တချို့ကြတော့အပေါင်းအသင်းမကောင်းတာနဲ့ဇေယိုက်တွေကပြတ်သွားတာရှိအပေါင်းအသင်းကိုမှီပြီးတော့ဇေယိုက်ကပြတ်သွားအပေါင်းအသင်းအမတ္တမလို့ဗမာစကားပုံနဲ့ရှိတယ်တဏ္ဍာနာနီတဏ္ဍာမုတ်ဆိုနာနီမုတ်ဆိုတဏ္ဍာနဲ့အတူနေလို့ရှိရင်ကိုယ်လည်းပဲတဏ္ဍာဖြစ်သွားတာပဲမုတ်ဆိုးတွေနဲ့အတူနေလို့ရှိရင်ကိုယ်လည်းမုတ်ဆိုးဖြစ်သွားတာပဲလို့ဒီလိုဆိုဒါလည်းအမတ္တမထင်ရှားတယ်လူတင်လားလို့ဆိုလူတင်မဟုတ်ဘူးငပြောဘက်ကလေးတစ်ခုကိုကြည့်ငပြောဘက်ကလေးဟာငစိမ့်ကိုထုတ်မယ်ဆိုလို့ရှိရင်အညှိနှံ့ဆွဲသွားပါစပယ်ပန်းလေးကိုထုတ်လိုက်လို့ရှိရင်အဲ့ဒီငပြောဘက်ကလေးကအမွှေးနှံ့တာကူးသွားတာမွေ့သွားဒါကြောင့်မို့လို့ကိုချင်းတရားကောင်းပြီးတော့အရက်ထဲမှာလူတော်လူကောင်းဖြစ်ဖို့ဆိုတာကိုချင်းတရားကောင်းတဲ့မိတ်ကောင်းဆွေကောင်းတွေနဲ့ပေါင်းမှုလိုအပ်တယ်လို့ဒီလိုပြောတာဗျာအဲ့ဒါကိုပဲဥပနိတယပစ္စယောလို့24ပစ္စည်းမှာဟောတာအဲ့တော့ပဋ္ဌာန်းကျမ်းဆိုတာလည်းပဲလောကလူမှုရေးအတွက်အကြောင်းနဲ့အကျိုးမှန်မှန်ကန်ကန်သိဖို့အတွက်ရသော်ဗျာဟောတာလက်တွေ့ကျင့်သုံးနိုင်ရလက်တွေ့ကျင့်သုံးမှုကမှန်ကန်တဲ့အကြောင်းတရားတွေကိုသိဖို့အတွက်ရသော်ဗျာအကြောင်းနဲ့အကျိုးခွဲဟောတာဒါကြောင့်မို့ကလျာဏမိတ်တဆိုတဲ့မိတ်ကောင်းဆွေကောင်းဆိုတဲ့အကြောင်းတရားဟာအခြေခံအားဖြင့်ကိုချင်းတိလကောင်းမှုအတွက်လူတော်လူကောင်းဖြစ်ဖို့အတွက်အရေးပါတယ်ဒါလည်းမကဘူးမြတ်စွာဘုရားကတခြားသုတ်တန်တွေမှာဟောထားတာဆိုလို့ရှိရင်ကလျာဏမိတ်တရှိမှနောက်ဆုံးမှာဘက်ဖို့နိဗ္ဗာန်တောင်ရတယ်လို့ဒီလိုဟောထားကလျာဏမိတ်တနဲ့မတွေ့ရဘူးဆိုရင်ဘက်ဖို့နိဗ္ဗာန်တောင်မရနိုင်ဘူးလို့ဒီလိုဟောတာဒါကြောင့်လို့မိတ်ကောင်းဆွေကောင်းဆိုတာအခြေခံအဖြစ်လူတော်လူကောင်းဖြစ်ဖို့ကစပြီးအထက်အဆင့်ထိအောင်မိတ်ကောင်းဆွေကောင်းအရေးကြီးတယ်အဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဟောထားတော့ဆိုတော့ကလျာဏမိတ်တတာသီလနာအာဟာရောကလျာဏမိတ်တတာမိတ်ကောင်းဆွေကောင်းရှိမှုဟာသီလနာအာဟာရောကိုချင်းတရားကောင်းမှုအတွက်အကြောင်းတစ်ခုပါပဲတဲ့ဟောဒီအကြောင်းကိုချင်းတရားကောင်းမှုအတွက်အရေးပါတဲ့ဥပနိဒေယပစ္စည်းလို့ခေါ်တဲ့အကြောင်းတရားပဲလူလောကရောက်လာပြီဆိုတဲ့ကစည်းစိမ်ဥစ္စာရှိဖို့ကြိုးစားကြရလိမ့်မယ်တတရရဖြစ်ဖို့လှပဖို့ပြင်ဆင်ကြရလိမ့်မယ်ကျမ်းမာဖို့အတွက်တင့်လျော်တာတွေလုပ်ကြရလိမ့်မယ်ကိုချင်းတရားကောင်းဖို့အတွက်မိကောင်းဆွေကောင်းတွေနဲ့ပေါင်းတင်ကြရလိမ့်မယ်မြတ်စွာဘုရားဒီလိုစီစဉ်တကျဟောထားတာဘဝတစ်ခုလိုအပ်ချက်တွေနဲ့ပတ်သက်ပြီးစီစဉ်တကျဟောတာကနောက်တစ်ခုကဘာတော့လို့ဆိုလို့ရှိရင်ကောင်းပြီကိုချင်းတရားကောင်းပြီကိုချင်းတရားကောင်းပြီတဲ့နောက်မှာနိဗ္ဗာန်ချမ်းသာကိုရခြင်းလို့မဂ္ဂင်၈ပါးဆိုတဲ့မြတ်သောအကျင့်ကိုကျင့်မှလိမ့်မယ်မြတ်သောအကျင့်ကိုကျင့်ပြီသို့မဟုတ်လူဘဝကနေခွာရှောင်ပြီးတော့သာသနာ့ဘောင်ဝင်ပြီးတော့နော်တောင်ကုန်းအာယုန်နေနဲ့မနေတော့ပဲနဲ့မြတ်သောအကျင့်ကျင့်ဖို့ဆိုပြီးသာသနာ့ဘောင်ဝင်ပြီးအဲ့ဒါလို့ဝင်သွားတဲ့ပုဂ္ဂိုလ်သို့မဟုတ်လူဘဝနဲ့မြတ်သောအကျင့်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်နေတဲ့ပုဂ္ဂိုလ်ဘာလိုအပ်တယ်လဲအဲ့ဒီကိုကျင့်တဲ့
ဗြဟ္မစရိယဆိုတဲ့အကျင့်မြတ်အထောက်အကူဖြစ်မဲ့အကြောင်းတရားကဘာလဲလို့ဆိုမြတ်စွာဘုရားကဣန္ဒရိယတံဝရောဗြဟ္မစရိယတအာဟာရောဣန္ဒရိယတံဝရောမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့ဣန္ဒြေကိုစုပ်ပိတ်ထိမ့်သိမ်းခြင်းဟာဗြဟ္မစရိယတမြတ်သောအကျင့်ကိုကျင့်ခြင်းအာဟာရောအောင်မြင်မှုရန်အတွက်အကြောင်းတစ်ခုပဲဟုတ်ပြီကမ္မထာလည်းအထုတ်တယ်တယ်လီဗီရှင်းလည်းကြည့်ချင်တယ်တချို့ကလည်းဒရပါချမ်းချမ်းဖမှန်လုပ်ကြတယ်မကြည့်တတ်တော့တဏှာတဲ့ကြည့်တတ်တော့ဘာဝနာဆိုပြီးရုပ်ရှင်ကြည့်ရင်ကမ္မထာထိုင်တဲ့လူကရှိသေးတယ်နော်ကမ္မထာထိုင်ရင်သူတရားလူတရားမြတ်ရတယ်လို့ထင်တာနော်အခုဒီမှာမြတ်စွာဘုရားကဣန္ဒရိယတံဝရတဲ့အဲ့တော့ကိုယ်တဏ္ဍာမှာဘာတွေဖြစ်တယ်ဆိုတာကိုယ်အသိဆုံးပဲဣန္ဒရိယဆိုတာဘာကိုပြောလို့ဆိုတာ controlling faculty controlling faculty ဆိုတာအမြင်ကိစ္စမှာဘယ်သူကထိန်းချုပ်ထားတယ်ဆိုမျက်စိကထိန်းချုပ်ထားအကြားကိစ္စမှာနားကထိန်းချုပ်တယ်အနံ့ကိစ္စကြလို့ရှိရင်နှာခေါင်းကအယတကိစ္စမှာဆိုရင်လျှာကအထိတွေ့ကိစ္စမှာဆိုရင်ခန္ဓာကိုယ်ကတခြားကိစ္စတွေမှာဆိုလို့ရှိရင်မနဆိုင်ရာထိန်းချုပ်မှုဒါကြောင့်မလို့ဣန္ဒြေဆိုတာအဲ့ဒါကိုခေါ်ထိန်းချုပ်မှုပိုင်စိုးမှုအဲ့ဒါကိုဆိုအဲ့ဒီထိန်းချုပ်မှုပိုင်စိုးမှုတွေနဲ့ပတ်သက်ပြီးတော့မျက်စိကနေပြီးတော့အမြင်အာယုန်နဲ့ပတ်သက်ပြီးလောဘမဖြစ်အောင်အမြင်အာယုန်ပေါ်မှာဒေါသမဖြစ်အောင်နားနဲ့ပတ်သက်ပြီးအတန်အာယုန်မှာလောဘဒေါသမဖြစ်အောင်နော်နှာခေါင်းနဲ့ပတ်သက်ပြီးအနံ့အာယုန်နဲ့လောဘဒေါသမဖြစ်အောင်လျှာနဲ့ပတ်သက်ပြီးတော့အယတဘောမှာလောဘဒေါသမဖြစ်အောင်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးအထိတွေ့အာယုန်မှာလောဘဒေါသမဖြစ်အောင်မနောဓာရနဲ့မနိန္ဒရေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာတွေးတဲ့အာယုန်နဲ့ပတ်သက်ပြီးလောဘဒေါသမဖြစ်အောင်ဒီလိုစုပ်ပိတ်နိုင်တာတတိနဲ့စုပ်ပိတ်နိုင်တာကိုဣန္ဒရိယတံဝရလို့ခေါ်တယ်ဣန္ဒြေကိုထိန်းတယ်ဆိုတာအယတ်ထဲမှာပြောတာဣန္ဒြေကြီးတစ်ခွဲသားနဲ့နေတာကိုဣန္ဒြေထိန်းတယ်လို့အယတ်ထဲကတော့ပြောခြင်းပြောမှာပေါ့နော်မျက်နှာကြီးစုပုတ်ထားပြီးတော့သူကလည်းကပြောမနေနေတာဟဲ့ဣန္ဒြေကြီးတာလို့အောင်းမိသို့တော့အဲ့ဒါမျိုးကိုဣန္ဒြေထိန်းတယ်လို့မပြောဘူးမျက်စိကမြင်ပြီးလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်နားကကြားပြီးလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်အဲ့ဒါကိုမှဣန္ဒြေထိန်းတယ်လို့ပြောတာတလွဲသွားမထိန်းလေနဲ့နော်အဲ့ဒါလို့မျက်စိနာနာတရားကိုယ်စိတ်လို့ဆိုတဲ့ဣန္ဒြေ6ပါးကလောဘဒေါသတွေကိလေသာတွေမဝင်ရအောင်စုပ်ပိတ်နိုင်မှကိုလှုပ်တဲ့ကမ္မထာအလုပ်တစ်ခုဟာအောင်မြင်နိုင်တယ်တဲ့အနုမဆိုမအောင်မြင်နိုင်ဘူးဒါပြောတာနော်လူလောကရောက်လာလို့စီစဉ်ဥစ္စာလည်းရှိပါတယ်လှလှပပလည်းပြင်ဆင်ထားတယ်ကျမ်းလည်းကျမ်းပါတယ်ကိုချင်တရားလည်းကောင်းတယ်မြတ်သောအကျင့်ကိုကျင့်တယ်ဒါနဲ့တည်းပဲပြည့်စုံသွားမလားလို့ဆိုလူလောကရဲ့လိုအပ်ချက်တွေကျမ်းနေသေးတယ်ဒီအကျင့်ကိုကျင့်နေဘာတွေလိုတော့ဆိုလူတွေမှာမိကောင်းဆွေကောင်းဆိုတာခုနတော့ကလျာဏမိတ်တရှိလို့ရှိရင်ကိုကျင်တရားကောင်းတယ်လို့ပြောတယ်ဒါဖြင့်အဲ့ဒီကိုကျင်တရားကောင်းစေတတ်တဲ့မိကောင်းဆွေကောင်းတွေကိုနဲ့အမြဲတမ်းမကင်းမကွာရှိလူဆိုတာအပေါင်းအသင်းနဲ့နေတာဖြစ်သည့်အတွက်ကြောင့်မိကောင်းဆွေကောင်းတွေရှိဖို့လိုတယ်တချို့ဆိုရင်မိတ်ဆွေကိုတမင်ဖွဲ့ရအတိဖွဲ့ရတယ်မိတ်ဆွေဖွဲ့ကြအဲ့ဒါလို့မိတ်ဆွေဖွဲ့ဖို့မိတ်ဆွေတွေရဖို့ကြတော့ဘာလိုအပ်လဲလို့ဆိုတာမြတ်စွာဘုရားကအဝိတံဝါဒနာမိတ္တနာအာရောမိကောင်းဆွေကောင်းတွေလိုချင်တော့တဲ့ဂရိသစ္စာတည်ပါစေလူလောကမှာယုံကြည်စိတ်ချရတဲ့လူမှာမိတ်ဆွေပေါ်တာပဲလေဒီလူကယုံကြည်စိတ်ချရတယ်ဘယ်တော့မှလွယ်ချော်တွေမလုပ်ဘူးတည်ကြည်တယ်ဖြောင့်မတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာမိတ်ဆွေပေါ်တာပဲအဲ့ဒါလို့မဟုတ်လို့ရှိရင်မိတ်ပြတ်တယ်လေမိတ်ဆွေဆိုတာပြတ်တယ်
အဲ့ဒါကြောင့်မို့လို့ဂရိသစ္စာတီးရမလွဲချော်စေရဘူးအဲ့ဒီဂရိသစ္စာတီးပြီးတော့လွဲချော်အောင်မလုပ်တဲ့ပုဂ္ဂိုလ်တွေဟာမိကောင်းဆွေကောင်းတွေပေါ်များတယ်တဲ့ဒီလိုပြောဒါမိတ်ဆွေပေါ်ဖို့ရအတွက်မိတ်ဆွေတော့ပေါ်ပြီးနောက်ထပ်လိုအပ်တဲ့ဟာတစ်ခုကဘာတော့လို့ဆိုဘဟုတုတမိတ်ဆွေပေါ်ယုံနဲ့မပြည့်စုံသေးဘူးနောက်ထပ်လိုအပ်ချက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဘဟုတုတရှိရမယ်ဘဟုတုတမရှိလို့ရှိရင်ဟိုလူပြောယုံဒီလူပြောယုံနော်အရာရာမှာကိုယ့်ကိုယ်တိညိုဖြစ်မှမသိဖြစ်ဟိုပြောလိုက်ခေါင်းငိမ့်လိုက်တရားပြောလိုက်ခေါင်းငိမ့်လိုက်အဲ့ဒါလို့ကိုယ်ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းမရှိဘူးသူများပြောတာကိုပဲခေါင်းငိမ့်ရတဲ့အဆင့်မျိုးဆိုလို့ရှိရင်မဟုတ်သေးဘူးဒါကြောင့်မို့လူဘဝမှာဘောဓုတရှိအောင်ဘောဓုတရှိအောင်စိပုလေးလာကြရတယ်ဘောဓုတရှိရမယ်အဲ့တော့ဘောဓုတရှိဖို့အတွက်မလုပ်ရမလို့ဆိုလို့ရှိရင်မြတ်စွာဘုရားကဒီသုတ္တံမှာညွှန်ကြားထားတာကသစ္စာယခိရိယာဘာဟုတ်သစ္စာဆိုအာဟာရောဘောဓုတရှိဖို့အတွက်ဘောဓုတရှိရရှိအောင်မှတ်သားเสียအတူအထွားဘောဓုတဆိုကြက်မှတ်ရတယ်တဲ့နော်ကြက်မှတ်တယ်ဆိုရင် memorize လုပ်တာ memorize လုပ်တာမြန်မာလူမျိုးတွေက memorize လုပ်ဖို့သိပြီးတော့ဝန်မလေးကြအထူးသဖြင့်နိုင်ငံသားတွေတခြားနိုင်ငံလူတွေက memorize လုပ်ဖို့ကြက်ဖို့အလွတ်ကြက်ဖို့သိပြင်းတယ်အခုသစ္စာယခိရိယာဆိုတာတချို့စာကကြက်ကလေးတွေဆိုကြက်ကြတာလေသူတို့စာဆိုတာကြက်ထားတချို့ကြက်တဲ့နဲ့ကြက်ထိုက်တဲ့ကြက်မှတ်ထားရတယ်နှုတ်ကနေရွတ်ဆိုကြရတယ်သစ္စာယခိရိယာအဲ့ဒါဘောဓုတရှိခြင်းအကြောင်းတစ်ခုပဲစာပိုက်ကလေးတွေတူထွာလေးတွေကြက်ထားကြအဲ့ဒီကြက်ထားတဲ့စာပိုက်ကလေးတွေကကိုယ့်အတွက်မှာဘဝလမ်းညွန်လေးတွေဖြစ်လာဘဝခရီးအတွက်လမ်းညွန်လေးတွေဖြစ်လာတယ်မြတ်စွာဘုရားဟောတဲ့တရားပဲဖြစ်စေပညာရှိသူတော်ကောင်းတဲ့သုံးမောတဲ့တရားစကားတွေပဲဖြစ်စေအဆုံးအမဩဝါဒတွေပဲဖြစ်စေဒီလိုကြက်မှတ်ပြီးတော့ဆောင်ထားတဲ့ဟာတကယ်အရေးပါလာပြီဆိုလို့ရှိရင်ကိုယ့်အတွက်အသုံးဝင်တာတွေကြီးပဲဖြစ်လာတယ်ဘောဓုတဆိုတာရှားပွေပြီးတော့စီးပူးကြရမယ်တဲ့အဲ့ဒါလို့ဆိုလိုတာကစာများများဖတ်ဖို့လိုတယ်ပေါ့ဘောဓုတရှိဖို့သစ္စာယဒီကနေ့ခေတ်မှာစာဖတ်ရှေးခေတ်တုန်းကတော့ရသော်ဘုရားကရှေးခေတ်နဲ့ဟောတာကြတော့ဒီကနေ့ခေတ်နဲ့ရှေးခေတ်နဲ့မတူတဲ့စာသင်တဲ့အခါမှာမီဒီယာချင်းမတူဘူးလို့ပြောမီဒီယာအသုံးပြုပုံချင်းမတူရှေးခေတ်တုန်းကစာသင်တာဟာနားနဲ့သင်တာဒီကနေ့ခေတ်မှာတော့နားရောမျက်စိရောနှစ်ခုစလုံးသုံးချဘာဖြစ်လို့ရှေးတုန်းကနားနဲ့တင်သင်တာတော့ဆိုတော့စာဥစ္စာရမ်းနဲ့ရေးမှတ်ထားတာမရှိဘူးမရှိတော့ဆရာကချပေးတာကိုနှုတ်တိုက်လက်ပြီးတော့ဆိုကြဆရာချပေးတဲ့အတန်ကိုနားကသေးသေးချာချာထောင်ပြီးတော့လိုက်ဆိုချကလေးတွေကိုမိဘကဣတိပိသောသင်ပေးတယ်လို့ပဲပေါ့ရှေးခေတ်ကသင်တယ်ဆိုတာအဲ့လိုသင်ဒါကြောင့်မို့ရှေးခေတ်စနစ်နဲ့ပြောမယ်ဆိုရင်သင်ပေးထားတဲ့စာလေးတွေကိုမပြောင်းမပြဲအောင်သစ္စာယကရိယာတရေစေရမယ်လို့ဒီလိုပြောတာဒါရှေးခေတ်စနစ်နဲ့ပြောတဲ့စကားဒီကနေ့ခေတ်နဲ့ပြောင်းပြီးတော့ပြောရမယ်ဆိုရင်စာပေတွေများများဖတ်ရှုပါစာဥစ္စာရဏိရှိသည့်အတွက်ကြောင့်ဘောဓုတရှိဖို့အတွက်စာဥစ္စာရဏိများများဖတ်ရမယ်ဘယ်ရာပဲဖြစ်ဖြစ်ဖတ်တဲ့ဖတ်ထိုက်တာဖတ်လောကမှာမတိကောင်းတဲ့အရာဆိုတာမရှိဘူးမလောက်ကောင်းတဲ့အရာသာရှိတယ်သိအောင်လုပ်ရတာပေါ့အဲ့ဒါလို့သိမှအကြောင်းအကျိုးအကောင်းဆုံးဆိုတာခွဲခြားပြီးတော့ပြောနိုင်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကဘောဓုတရှိဖို့ရာအတွက်တရေစေရမယ်စာများများဖတ်ရမယ်လို့ပြောတာနော်
ကနောက်တစ်ခုကဘောဓုတရှိပြီဘောဓုတပညာမဟုတ်သေးဘူးသူကဇာဘုနာဝပဲရှိပညာဆိုတာကြတော့အရာရာကိုခွဲခြားစိတ်ဖြာပြီးတော့သိတတ်တယ်တဘာဝအစစ်မှန်ကိုပိုင်ပိုင်နိုင်နိုင်သိတာကြောင့်ပညာဒါဖြင့်အဲ့ဒီလိုပညာရဖို့ရအတွက်ကဘယ်လိုလုပ်ရမလဲသုတ်တုတာပရိပု္ပ္ပာပညာယအာဟာရောသုတ်တုတာဆိုတာသင်ကြားလို့တယ်နားထောင်လို့တယ်အခုမှပဲအသိပညာတွေရဖို့တရားနာတယ်အသိပညာတွေရဖို့လိုက်ပြီးတော့နားထောင်တယ်ဟောပြောပွဲတွေတက်တယ်နားထောင်တယ်ဟောသင်္นานတွေလိုက်ပြီးတော့တက်တယ်အဲ့ဒါတွေကသုတ်တုတာလို့ခေါ်တယ်ကြည့်လေမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ခုလိုတရားပွဲကြီးတွေရှိတယ်အဘိဓမ္မာသင်္นานကြီးတွေရှိတယ်ဝိသုဒ္ဓိမဲ့သင်္นานကြီးတွေရှိတယ်ဘုရားတရားတော်နဲ့ပတ်သက်ပြီးတော့သင်္นานတွေရှိတယ်အဲ့သင်္นานတွေလိုက်ပြီးတော့တက်တာသုတ်တုတာပဲအဲ့လိုတက်လာတဲ့အခါကျတော့ပညာတွေရလာသုတ်တုတာလှုပ်ချင်းချင်းသင်ကြားလို့မှုဟာပညာရအာဟာရောပညာရဖို့ရအတွက်အကြောင်းတစ်ခုပဲတဲ့နောက်တစ်ခုကပရိပု္ပ္ပာကိုသင်ထားတဲ့အရာနဲ့ပတ်သက်ပြီးတော့မရှင်းလင်းတာတွေကိုမေးမြန်းဆွေးနွေးလေ့လာဖို့လည်းလိုအပ်သေးတယ်အနုဆိုရင်ဟိုဟာလေးကမရှင်းဒါလေးကမရှင်းကြားတော့ကြားဘူးတယ်ဒါလေးကသေချာမသိဘူးဆိုတာတွေကအများကြီးဖြစ်လာတော့ပညာဟာတိုးတက်မှုမရှိဘူးဒါကြောင့်မို့ပညာတိုးတက်မှုကသင်လဲသင်ဆွေးလဲဆွေးနွေးလို့မေးလဲမေးလို့ဒီလိုဆိုလာပေါ့အဲ့ဒါဟာပညာတိုးတက်ခြင်းရဲ့အကြောင်းတစ်ခုပဲအေးပညာတော့ရပြီပညာနဲ့မှမျက်မှောက်ပြုနိုင်တဲ့မတရားဖို့တရားနိဗ္ဗာန်ဆိုတာကိုရခြင်းနဲ့နိဗ္ဗာန်ရောက်ခြင်းနဲ့မဖို့ရခြင်းနဲ့ဘာလို့ရမလဲသာသနာတော်ကြီးနဲ့ကြုံတွေ့တဲ့အချိန်မှာအ ਨੇ ဆုံးသောတပန်လေးဖြစ်ခြင်းနဲ့နော်သောတပန်လေးဖြစ်ခြင်းနဲ့သောတပန်ဖြစ်ခြင်းတော့အာကြည့်လို့တချို့ကသောတပန်လက်မှတ်ပေးတဲ့စီသွားပြီးတော့ certificate သွားယူကြတကယ်သောတပန်ဖြစ်သလားမဖြစ်ဘူးလားတော့စာထဲမှာတော့သောတပန်လို့သတ်မှတ်လိုက်တာပဲနော်အဲ့သောတပန်ဖြစ်ခြင်းနဲ့တရားဥတရားမြတ်ရခြင်းဘာလို့အောင်မလို့ဆိုအနုယောခောပစ္စဝက္ခဏအနုယောဂဆိုမှန်ကန်တဲ့နိလန်းနဲ့ကျိုးပန်းအထုတ်ပါမှန်ကန်တဲ့နိလန်းနဲ့ကျိုးပန်းအထုတ်တယ်ဆိုတာမဂ္ဂင်၈ပါးကျင့်တရားကိုကျင့်တာပဲမဂ္ဂင်၈ပါးကျင့်တရားမဲ့အထုတ်တယ်ဆိုတဲ့ဝိရိယတစ်ခုကိုပဲပြောတရားအထုတ်တယ်ဆိုတာဘာလို့ထားကိုယ်စိတ်ထဲမှာအကုသိုလ်မဖြစ်အောင်ဆုပ်ပိတ်ဖို့ကြိုးစားတာဖြစ်လာတဲ့အကုသိုလ်ကိုဖယ်ရှားပစ်ဖို့ကြိုးစားတာမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင်ကြိုးစားတာဖြစ်ပြီးသားကုသိုလ်တွေတိုးတက်လာအောင်ကြိုးစားအဲ့ဒီကြိုးစားမှု၄ရပ်ကိုသမ္မပဒံတရား၄ပါးလို့ခေါ်တာအဲ့ဒီသမ္မပဒံတရား၄ပါးကိုပဲမဂ္ဂင်၈ပါးမှာသမ္မာဝါယာမလို့ပြောတာဟောအနုယောဂောလို့ဒီနေရာမှာမြတ်စွာဘုရားကဟောလိုက်တာကျိုးပန်းအထုတ်ပါနိဗ္ဗာန်ရခြင်းအထုတ်တယ်သောတပန်ဖြစ်ခြင်းအထုတ်အချောင်တော့မရနိုင်ဘူးတဲ့ဒါပြောတာနော်ပစ္စဝခဏတဲ့အသိဉာဏ်နဲ့အလေးအနက်ဆင်ញင်စဉ်းစားမှုလိုအပ်တယ်ကိုရတယ်ဆိုကိုယ့်အကိုသိတယ်သူများကသောတပန်လို့ပြောလိုက်လို့ကိုယ့်အကိုဘာမသိညာမသိနဲ့နော်အဲ့ဒါလို့သူများသူငါသောတပန်လို့ပြောလိုက်တာပဲငါတကယ်များသောတပန်ဖြစ်နေပြီလားလို့ကိုယ့်ကိုအဲ့ဒါလို့မဖြစ်သင့်ဘူးတဲ့ဒါကြောင့်မို့ပစ္စဝခဏလေးနဲ့ဆင်ញင်စဉ်းစားတတ်ရမယ်လို့ဒီလိုပြောအဲ့တော့ကျိုးပန်းအထုတ်မယ်ဆိုလို့ရှိရင်ဓမ္မလို့ခေါ်တဲ့မလေးပါးကိုလေးပါးနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရားတွေရရှိနိုင်ပါတယ်မကျင့်မဲနဲ့တော့မရဘူးလောကုတ္တရာတရားရခြင်းရင်ကျင့်ရမှာကသမထကျင့်စဉ်ကျင့်ရမယ်သမထကျင့်စဉ်ကနေပြီးဝိပဿနာကျင့်စဉ်ကိုကျင့်ရမယ်အဲ့တော့သမထကျင့်စဉ်မပါဘဲနဲ့ဝိပဿနာကျင့်စဉ်ကနေတိုက်ရိုက်သွားလို့လည်းရတယ်ဝိပဿနာကျင့်စဉ်အောင်မြင်ပြီဆိုမှမဲ့ဆိုတာပေါ်လာနိုင်တယ်မဲ့ပေါ်လာမှဖို့ဆိုတာပေါ်လာနိုင်တယ်မဲ့ဖို့ပေါ်လာမှနိဗ္ဗာန်ဆိုတာသိလို့ရတယ်မျက်မှောက်ပြုလို့ရတယ်
အဲ့ဒါကြောင့်လို့မြတ်စွာဘုရားကအနုယောဂောပစ္စဝခဏဓမ္မနာအာဟာရောအနုယောဂောမှန်ကန်တဲ့နိလန်းနဲ့ကမ္မထအလုပ်ကြိုးပမ်းအထုတ်ခြင်းပစ္စဝခဏဆင်ခြင်နှလုံးသွင်းခြင်းဟာဓမ္မနာအာဟာရောလောကုတ္တရာတရားတွေကိုမျက်မှောက်ပြုဖို့အတွက်အကြောင်းဖြစ်ပါတယ်လို့ဒီလိုခေါ်တာကောင်းပြီကဲဒီဘဝမဲ့ဖို့နိဗ္ဗာန်ရရင်လည်းရမရဘူးဆိုရင်နောက်ဆုံးမှာလူတွေရဲ့နောက်ဆုံးလိုအပ်ချက်ကလေးတစ်ခုရှိတယ်နော်ကိုယ့်ကိုမေးကြည့်ပါနောက်ဆုံးလိုအပ်ချက်ကလေးကဘာတော့ကိုယ့်ကိုအဖြေထုတ်ကြည့်မယ်ဆိုဘဝမှာနောက်ဆုံးလိုအပ်ချက်ကလေးဘာတော့ဆိုလူတွေကအမျိုးမျိုးတော့ပြောကြမှာပေါ့နော်တကယ်ကနောက်ဆုံးလိုအပ်ချက်ကလေးကဤဘဝဤအခြားမဲ့နိုင်ကြီးတဲ့ကောင်းတဲ့ဘဝရောက်ပါရစေဆိုတာနောက်ဆုံးလိုအပ်ချက်ကလေးပဲဒါလေးသေသည်ဤအခြားမဲ့ဆိုတာနောက်ဆုံးလိုအပ်ချက်ကဒါလာမှာပဲလေဒီဘဝတော့ပြောကြတယ်လေဒီဘဝတော့ဒီမျှတာပေါ့အဲ့တော့နောက်ဘဝကျတော့ဒီတဲ့ကောင်းတာလိုချင်တယ်ဟုတ်ပြီနောက်ဘဝဒီတဲ့ကောင်းတာရချင်ဘာလို့ရမလဲမြတ်စွာဘုရားကမင်းဒီဘဝဒါတွေပြည့်စုံသွားပြီဆိုလို့ရှိရင်ကဲဒီဘဝအဆုံးသတ်လို့မျောလင်းချက်ကုန်သွားပြီဆိုရင်နောက်ဘဝမလုပ်ဖို့လို့ကောင်းတဲ့ဘဝရောက်ချင်သလားတဲ့ရောက်ချင်ပြီဆိုလို့ရှိရင်တမ္မာပฏิပတ္တိသက်ခဏအာရောတမ္မာပฏิပတ္တိမှန်ကန်တဲ့လမ်းကြောင်းကိုရှောက်လန်းခြင်းဟာတဲ့သက်ခဏလူပြည်နတ်ပြည်တို့ရဲ့အာဟာရောရောက်ကြောင်းတရားပါပဲလို့ဒီလိုဆိုတာကောင်းတဲ့လူဘဝကောင်းတဲ့နတ်ဘဝဖြစ်ချင်သလားဖြစ်ချင်တမ္မာပฏิပတ္တိဒါဖြင့်တမ္မာပฏิပတ္တိမှန်မှန်ကန်ကန်ရှောက်လန်းရမယ်ဆိုတာဘာပြောတာလဲဆိုရင်ဒုစရိုက်ကိုရှောင်သူစရိုက်လမ်းကြောင်းကရှောက်ပေါ့ဒါပြောတာနော်အကုသိုလ်ကမ္မပဋ္ဌတရား10ပါးကိုရှောင်ရှားလို့ကုသိုလ်ကမ္မပဋ္ဌတရားကိုကျင့်သုံးတာဟာတမ္မာပฏิပတ္တိပဲအဲ့တော့ဒါကရိုးနေတဲ့တရားတစ်ခုဒီနောက်ဘဝကောင်းတာရောက်ချင်လို့ရှိရင်ဘုန်းကြီးတို့တွေကာယကံမှုဝစီကံမှုမနောကံမှုဆိုဒီသုံးခုနဲ့ပတ်သက်ပြီးတော့တမ္မာပฏิပတ္တိဆိုတာပြောရမယ်ဆိုရင်သူများရဲ့ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုအဘိဇ္ဇာဆိုတဲ့လောဘအတွေးမဖြစ်စေနဲ့ဒါနံပါတ်1တစ်ဖက်သားပျက်စီးသွားအောင်ကြံတွေးတတ်တဲ့ဒေါသအတွေးမျိုးမတွေးမိစေနဲ့ကံကံရဲ့အကျိုးကိုမယုံကြည်တဲ့လက်မခံတဲ့အမြင်မျိုးမရှိစေနဲ့ဆိုရင်ဒါမှတ်ကန်တဲ့လမ်းကြောင်းရှောင်နေပြီသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတာဘယ်တော့မှမတွေးဘူးသူတစ်ပါးပျက်စီးပါစေဆိုတဲ့ဒေါသနဲ့တွေးတဲ့အတွေးဘယ်တော့မှမတွေးဘူးကံကံရဲ့အကျိုးညှင်းပယ်တဲ့အမြင်မျိုးဘယ်တော့မှမထားဘူးဆိုလို့ရှိရင်ဒါတမ္မာပฏิပတ္တိပဲလက်ပြရောက်ဖို့မှန်ကန်တဲ့လမ်းကြောင်းကိုရှောက်တာခေါ်တယ်ဒါကစိတ်แท้ကရှောက်တာနှုတ်နဲ့ကဲမှန်ကန်တဲ့လမ်းကြောင်းကိုရှောက်လန်းတယ်ဆိုတာဘာပြောတာလိန်ပြောခြင်းမှရှောင်ခြင်းနဲ့မလိန်ဘူးမှန်တာပဲပြောတယ်ဂုံးမတိုက်ဘူးတယောက်နဲ့တယောက်တက်အောင်ပဲပြောတယ်ဆဲရေးတိုင်းထွာပြီးတော့ရိုင်းပြတဲ့စကားမျိုးကိုမပြောဘူးကျင်နာတဲ့ယဉ်ကျေးသိမ်မွေးတဲ့စကားမျိုးကိုပဲပြောတယ်အကျိုးမဲ့အလဟတအချိန်ဖြုံးတဲ့တန်ဖိုးမရှိတဲ့စကားမျိုးတွေပြောပြီးတော့အချိန်မဖြုံးဘူးတန်ဖိုးရှိတဲ့စကားကိုသာပြောမယ်ဆိုတာဒါမှန်ကန်တဲ့လမ်းကြောင်းလျှောက်တာနှုတ်နဲ့မှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်တာကိုယ်ကာယနဲ့မှန်ကန်တဲ့လမ်းကြောင်းလျှောက်ဖို့ကြတတ္တဝါတွေရဲ့အသက်ကိုတတ်ခြင်းမှလုံးဝရှောင်တယ်ညီသည့်တတ္တဝါရဲ့အသက်ကိုမှမတတ်ဘူးလုံးဝရှောင်တယ်သူတစ်ပါးဥစ္စာဆိုလို့ရှိရင်မပေးတဲ့သူများပစ္စည်းကိုမတရားတဲ့နည်းဘယ်နည်းနဲ့မှမယိုးသားတဲ့နည်းနဲ့ရယူဖို့ဘယ်တော့မှမကြိုးစားဘူးဒါမှန်ကန်တဲ့လမ်းကြောင်းလျှောက်တယ်သူတစ်ပါးသားမယားနဲ့ပတ်သက်ပြီးတော့လုံးဝပြစ်မှားမှုမပြုဘူးဒါမှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်တာဟောပေါင်းလိုက်တော့ဒါ
သူစရိုက်10ပါးလို့ခေါ်တယ်အဲ့သူစရိုက်လမ်းကြောင်းကလျှောက်ပြီဆိုလို့ရှိရင်ဒီဘဝအဆုံးသတ်သွားလို့နောက်ဘဝဟာဒီတဲ့ကောင်းဘဝသေချာပြီပေါ့ဒါနောက်ဆုံးမျှော်လင့်ချက်ကလေးပဲပေါ့အေးဒါကြောင့်မို့လို့လူလောကရဲ့လူချင်းစရာအချက်တွေကမြတ်စွာဘုရားကဒီတုတ်တံမှာထောက်ပြီးတော့ပြထားတာလူဘဝရလာတာနဲ့တပြိုင်နက်စီစိန်ဥစ္စာရဆိုတာလိုချင်တယ်နံပါတ်2ကလှချင်တယ်နံပါတ်3ကကျမ်းမာချင်တယ်နံပါတ်4ကကိုချင်းတရားကောင်းခြင်းတယ်နံပါတ်5ကကောင်းမြတ်တဲ့အကျင့်တစ်ခုကိုချင့်ကြံခြင်းတယ်နံပါတ်6ကမိတ်ဆွေပေါ်ခြင်းတယ်နံပါတ်9ကဘဟုတုတရာခြင်းတယ်နံပါတ်10ကပညာတတ်ခြင်းတယ်နံပါတ်9ကတရားထုတရားမြတ်ရခြင်းတယ်နောက်ဆုံးမျှော်လင့်ချက်ကြတော့ကောင်းရသူတွေရောက်ခြင်းတယ်ဟောအဲ့ဒီလိုချင်တာတွေရနိုင်ဖို့အတွက်လက်တွေ့ကျင့်သုံးဖို့ကိုမြတ်စွာဘုရားဒီတုတ်တံမှာဟောတာစီစဉ်ဥစ္စာတွေကိုရခြင်းကြိုးစားတဲ့အစင်းမှခြင်းပြင်းပြင်းစင်စင်နေတဲ့ချမ်းသာခြင်းလို့ရှိရင်ကိုယ်နဲ့တင့်တော်တာလုပ်တဲ့ကိုကျင့်တရားကောင်းခြင်းမိကောင်းဆွေကောင်းတွေနဲ့ပေါင်းတဲ့ရသောအကျင့်ကိုကျင့်မယ်ဆိုရင်အိန္ဒိယကိုထိမ့်သိမ်းတဲ့မိတ်ဆွေတွေပေါ်ခြင်းနဲ့ဆိုရင်သစ္စာဂရိတိပစေဘောဓုတရှိခြင်းစာများများဖတ်ပညာရခြင်းတရားများများနာစာများများသင်နော်ဆွေးနွေးလေ့လာမေးမြန်းတဲ့တရားတို့တရားများရခြင်းကြိုးစားအားထုတ်အမှတ်တမဲ့မနေနဲ့အလေးနဲ့ဆင်ញင်စဉ်းစားနောက်ဆုံးသိတဲ့အခါဤဘဝရဲ့အခြားမဲ့ကောင်းရသူဂတိရောက်ချင်တယ်ဆိုရင်သူစရိုက်ဒုစရိုက်တွေကိုရှောင်ရှားပြီးတော့သူစရိုက်တရားတွေကိုကြိုးစားအားထုတ်ပါလို့ဟောဒီအိဋ္ဌဓမ္မတုတ်မှာမြတ်စွာဘုရားကဒီလိုဟောကြားထားတာဖြစ်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့လိုချင်တာတွေရနိုင်ဖို့လက်တွေ့ကျင့်မှသာရနိုင်တာဖြစ်ပါတယ်။ဒါကြောင့်မို့လိုချင်တာရနိုင်ဖို့လက်တွေ့ကျင့်သုံးကြပါစို့လို့ကိုစီအဋိဋ္ဌံပြီးတော့လိုအပ်ချက်တွေနဲ့ပြည့်စုံအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း